asa arabe ma me mobido chain phyon dat de ani tha myo ya twa wan mi nyat twa de pukkul so lo shin le asa ma je yoga phit dat wan mi thet lon a ji lo shin le asa e yoga phit la datအဲ့ဒါကြောင့်မလို့ကျမ်းမာရေးအတွက်ကဘာလို့ဆိုရင်မြတ်တာတဲ့ဝမ်းမီရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လို့ဆိုတာကျမ်းမာရေးအတွက်အရေးကြီးတယ်အားတစ်ခုဒါဖြစ်လို့တော့ဆိုရင်ယောဂဝေဒနာတွေများသောအားဖြင့်အစာအာဟာရနဲ့ဆက်နွယ်ပြီးတော့နေလေးရှိတယ်ပေါ့ဝမ်းမီသိကောင်းသောအားကြီးတဲ့ပုဂ္ဂိုလ်ဟာအခုစားလိုက်တော့ကြာစားလိုက်အခုစားလိုက်တော့ကြာစားလိုက်ဆိုတော့မတည့်တာတွေလည်းစားပြီးသွားနိုင်တယ်ပေါ့ဝမ်းမီကထက်လွန်အားကြီးလို့ရှိရင်လည်းကျမ်းမာရေးထိခိုက်တတ်တယ်ဝမ်းမီးကလုံလုံးအားကြီးတယ်ညံလုံးအားကြီးတယ်ဆိုလို့ရှိရင်လည်းအစာမကြေတဲ့ယောဂဝေဒနာတွေဖြစ်လာအစာမကြေဘူးဆိုတာဟာယောဂအလုံးရဲ့အခြေအမြစ်ပဲလို့အာယုဝေဒစေချမ်းတွေမှာရောဂမူလံအစိဏကံနဲ့အစိဏကံအစာမကြေမှုဟာရောဂမူလံယောဂပေါင်းစုံရဲ့အခြေခံပဲဖြစ်တယ်ဆိုအစာအာဟာရနဲ့ပတ်သက်လာလို့ရှိရင်စာကြေဖို့ကလည်းလိုအပ်တယ်ဒါကြောင့်မို့တက်ကောလို့ဆိုတဲ့အထဲပဲတိယုံကြည်ချက်ရှိရမယ်နှစ်ချမ်းသာရေးကောင်းရမယ်သုံးမြတ်တဲ့ဝမ်းမီးရှိရမယ်လေးကြိုးစားအထောက်မှုရှိရမယ်ဆိုတဲ့ဗရဏိယင်္ဂတရားတွေကအင်္ဂါရက်တွေဒီထဲမှာမြတ်စွာဘုရားထည့်သွင်းပြီးတော့ဟောတယ်ဒါကြောင့်မို့တက်ကောလုံနိုင်တဲ့စွမ်းရည်တတိရှိတဲ့ပုဂ္ဂိုလ်ဖြစ်ပါဖြစ်အောင်စွမ်းရည်တဲ့လုံနိုင်တဲ့စွမ်းရည်တတိရှိတဲ့လူဖြစ်ရမယုံကြည်ရင်လည်းလုံနိုင်စွာမရှိဘူးမချမ်းသာရင်လည်းလုံနိုင်စွာမရှိဘူးကျိုးစားအထုမှုကင်းလို့ရှိရင်လည်းလုံနိုင်စွာမရှိဘူးတဲ့ဒါကြောင့်မို့လို့လုံနိုင်စွာရှိတယ်ဆိုတဲ့တက်ကောဆိုတဲ့စကားလုံးလေးထဲမှာဒီအဓိပ္ပာယ်တွေဝင်တယ်လို့ဒီလိုဆိုလို့ရတယ်ဥစုစသူဟုစုစဥစုဆိုတာလုတ်ပြီးဆိုတဲ့အခါမှာအရေးကြီးတာကလို့ဆိုဖြောင့်မှန်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဖြောင့်မတ်တဲ့ပုဂ္ဂိုလ်ယောသားဖြောင့်မတ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်သူဟုစုအလုံးကိုယောသားဖြောင့်မတ်တဲ့ပုဂ္ဂိုလ်ဖြစ်ရအဲ့တော့အပြောဆိုအပြုမှုအားဖြင့်လည်းပဲဖြောင့်မတ်တယ်စိတ်နေသဘောထားအားဖြင့်လည်းဖြောင့်မတ်တယ်စွမ်းနိုင်တဲ့တတိရှိတဲ့အပြင်မှာယောသားဖြောင့်မတ်ခြင်းအလုံးကိုယောသားဖြောင့်မတ်ခြင်းဆိုတဲ့ဒီအင်္ဂါနှစ်ချက်နဲ့လည်းပြည့်စုံဖို့လိုတယ်လောကလူတွေကအပြောကတစ်မျိုးအလုပ်ကတစ်မျိုးစိတ်ထဲကတစ်မျိုးပြောတာကတစ်မျိုးဆိုရင်ယောသားမှုမရှိဘူးယောသားမှုမရှိတဲ့ပုဂ္ဂိုလ်တယောက်ကသူများအပေါ်မှာမေတ္တာထားဖို့ဆိုတာအမှန်တမ်းခက်ခဲမေတ္တာတရားတည်ဆောက်ဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့ယောသားမှဖြောင့်မတ်မှမေတ္တာတရားဆိုတာတည်ဆောက်လို့ရတယ်ဒါကြောင့်မို့ယောသားရမယ်လုံးဝယောသားရမယ်ဒီလိုဆိုလိုတာနော်ဥစုစသူဟုစုစအဲ့ဒီအင်္ဂါအချက်ကအမှန်တမ်းအရေးကြီးတယ်ခဏခေတ်လို့ဖြစ်မျိုးမှာလူတွေကပြောကြတယ်နော်လူရိုးဆိုတာသင်္ချိုင်းမှာရှိတယ်လူတွေကယောသားမှုနဲလာတဲ့အခါလူတွေကအဲ့လိုပြောလာကြနော်ရိုးတယ်ဆိုတာလူရိုးဆိုတာသင်္ချိုင်းမှသာရှိတယ်အခုသင်္ချိုင်းတော်ရဖို့သိမလွယ်ဘူးမီးရှို့ပြတာဆိုတော့အဲ့တော့ယောသားဖြောင့်မတ်မှုဆိုတာအမှန်တမ်းအရေးကြီးတယ်မေတ္တာတည်ဆောက်ဖို့အတွက်နောက်တစ်ခုလိုအပ်တာဘာလို့ဆိုလို့ရှိရင်မေတ္တာတည်ဆောက်တယ်ဆိုတာကိုကအတိုင်းဝိုင်းနဲ့နေတာကိုအတိုင်းဝိုင်းနဲ့နေတဲ့အခါကျတော့နောက်တစ်ခုလိုအပ်ချက်ကသူ့ဝေစောတဲ့သူ့ဝေစောစတ္တအဲ့ဒီပုဂ္ဂိုလ်ဟာပြောလို့ဆိုလို့လွယ်ကူတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လည်းလိုသေးတယ်အပြောဆိုလွယ်ကူတဲ့ပုဂ္ဂိုလ်ဖြစ်ရအကယ်၍အပြောဆိုခက်တယ်ဆိုတဲ့ပုဂ္ဂိုလ်တရားဟာဘယ်လိုမှမေတ္တာတရားတည်ဆောက်နိုင်မှာမဟုတ်ဘူးပြောရခက်တယ်အပြောဆိုခက်တယ်ဆိုတဲ့ပုဂ္ဂိုလ်တရားဟာသူကိုယ်တိုင်ကလည်းမေတ္တာမထားနိုင်ဘူးတခြားပုဂ္ဂိုလ်တွေကလည်းသူ့ဘောမှာမေတ္တာပြတ်နိုင်တယ်တဲ့ဒါကြောင့်မို့လို့မေတ္တာတရားတည်ဆောက်မဲ့ပုဂ္ဂိုလ်ဟာအပြောဆိုလွယ်တဲ့ပုဂ္ဂိုလ်လည်းဖြစ်အကျိုးစီးပွားကိုလူလာတဲ့မိတ်ဆွေတငယ်ချင်းတွေကအကြံဉာဏ်ပေးနားထောင်တယ်လက်ခံတယ်မ
မိဘဆွေမျိုးတွေကအကြံဉာဏ်ပေးရင်နားထောင်တယ်လက်ခံတယ်ဆရာသမားတွေကအကြံဉာဏ်ပေးရင်လည်းနားထောင်တယ်လက်ခံတယ်ပြောလို့ဆိုလို့အဓမ္မကောင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ဖို့လိုအပ်တယ်အပြောဆိုခက်တဲ့ပုဂ္ဂိုလ်မျိုးဆိုလို့ရှိရင်လူတကာကရှောင်သွားကြတယ်ဒါကြောင့်မို့သူကလည်းမေတ္တာမရဘူးသူကလည်းသူများအပေါ်မှာမေတ္တာမထားနိုင်ဘူးဒါကြောင့်မို့သူဝေသောစတ္တပြောလွယ်တဲ့ပုဂ္ဂိုလ်မျိုးလည်းဖြစ်ရမယ်လို့ဒီလိုဆိုတာဘုဒ္ဓဆိုတာလူညံ့ရမယ်သိမ်မွေးရမယ်လို့အဓိပ္ပာယ်ရနောက်ကလူတွေဟာဒေါသထွက်လာလို့ရှိရင်လူညံ့ခြင်းသိမ်မွေးခြင်းစိတ်နှလုံးရဲ့လူညံ့မှုဆိုတာမရှိလူညံ့တာဆိုတာနဲ့ပြောညံ့တာနဲ့တခြားစီပဲလူညံ့မှုသိမ်မွေးမှုဆိုတာရှိရတယ်ဒေါသနဲ့ခက်ထန်တဲ့ပုဂ္ဂိုလ်မျိုးဆိုလို့ရှိရင်မေတ္တာတရားဟာပတ်ဝန်းကျင်ကလည်းသူ့အပေါ်မှာမေတ္တာပြည့်မယ်သူကလည်းမေတ္တာတည်ဆောက်ဖို့ခက်လိမ့်မယ်ဒါကြောင့်မို့လို့ဒေါသခက်ထန်တဲ့ပုဂ္ဂိုလ်မျိုးမဖြစ်ဘဲနဲ့စိတ်နှလုံးလူညံ့ပျော့ပြောင်းတဲ့ပုဂ္ဂိုလ်မျိုးဖြစ်တဲ့ဒီလိုဆိုလို့လေနောက်ကလူတွေထဲမှာသဘောထားခက်ထန်တယ်ဆိုတဲ့လူတွေရှိတယ်လေဟာလိုင်းနာဆိုတာခေါ်ကြတာပေါ့ခုခေတ်သဘောထားတင်းမာသူတွေအဲ့ဒီတင်းမာသူတွေဟာမေတ္တာရဖို့ခက်တယ်ပေါ့သူတို့ကိုယ်တိုင်ကလည်းအများပေါ်မှာမေတ္တာထားတယ်ဆိုတာမဖြစ်နိုင်ဘူးပေါ့ဒါကြောင့်မို့လို့တင်းမာတဲ့နိုင်မျိုးမဖြစ်ရဘူးပြောလို့ဆိုလို့လွယ်ပြီးတော့သဘောထားပျော့ပြောင်းတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်ဒီလိုဆိုလိုတာပေါ့ဟောနောက်တစ်ခုကဘာလို့ဆိုရင်အနတ္တိမာနိတဲ့မာနကြီးလွန်းတာမဖြစ်စေရမာနဆိုတာရှိတဲ့လောက်တော့ရှိရမာနဆိုတာဘယ်လိုမာနမျိုးတော့ရှိတဲ့လဲဆိုရင်ကောင်းကျိုးချမ်းသာဘက်ကိုဥတည်သွားတဲ့မာနမျိုးထားတဲ့မာနမျိုးတော့ရှိရမယ်ကိုယ်ရည်ချင်းကိုကိုယုံကြည်တယ်ဖြစ်အောင်လုပ်မယ်မဖြစ်မနေရအောင်ကြိုးစားမယ်ဆိုတဲ့စိတ်ဓာတ်မျိုးမာနမျိုးတော့လူတိုင်းမှာရှိတဲ့တယ်ဒါကြောင့်မို့မေတ္တာတရားတည်ဆောက်တဲ့အခါမှာအဲ့ဒီတဲ့ပုံမူတဲ့သူများပေါ်မှာစော်ကားတဲ့မာနမျိုးမရှိစေရဘူးလို့မာနကြီးလွန်အားကြီးရင်ပတ်ဝန်းကျင်ကလည်းသူ့ကိုရှောင်သွားနိုင်တယ်သူကလည်းပဲအများပေါ်မှာမာနတွေကြခွဲတာဖြစ်နေတဲ့အတွက်ကြောင့်မေတ္တာတရားတည်ဆောက်ဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့ဒီလိုဆိုလိုတာနော်အဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့တေကောဥစုစာသူဥစုစာသူဝေသောသတ္တမုဒုအနတ္တိမာနိဆိုအင်္ဂါ6ချက်ရှိသွားအရေးချင်းကိုရွေးချယ်မေတ္တာပွားမဲ့ပုဂ္ဂိုလ်တွေဟာကိုယ့်ကိုဒီအင်္ဂါရက်တွေနဲ့ပြည့်စုံအောင်လုပ်ဖို့